ကျွန်တော်တို့ပညာရက်တိုင်းမှာပုံသီသတ်မှတ်ထားတာမျိုးတော့မရှိဘူးဗျအဲ့လိုပဲကျွန်တော်တို့စတိကပညာရက်မှာလည်းကပ်ပုံကဏီကိုကျွမ်းကျင်တယ်လို့အသုံးပြုနိုင်တယ်ပေါ့ဗျာတယောက်နဲ့တယောက်ကတော့နီးစနစ်ပုံမူတည်ပြီးတော့ကွဲနိုင်တာပေါ့ဆိုတော့ကျွန်တော်တို့ Windows Flame တွေကတ်တဲ့အခါမှာမှန်အပေကနေပြီးတော့ဟီကန်နဲ့အရင်ဆုံးမူပေးတာမျိုးကိုတွေးပူးကြမှန်းထင်တယ်ဘာကြောင့်အပြင်ကနေအရင်လောက်ကြလဲဆိုရင်မှန်အခုံးနေဖြစ်နေရကြောင်း Flame ကိုကားမှန်နဲ့ fitting ကြောင်းအပြင်ကနေပြီးတော့လွတ်လွတ်လပ်လပ်မို့အရင်ပေးကြတာဗျဒါမှအတွင်းထဲမှာကတ်တဲ့အခါမှာဆိုရင်အလွယ်တကူနဲ့ installation လုပ်နိုင်မှာဖြစ်တယ်ပေါ့ဗျာမှန်အတွင်းထဲကကတ်လို့အပြင်ကနေတော့ကတ်လို့မရဘူးလားမေးကတ်လို့တော့ရနိုင်တယ်ဗျဒါပေမဲ့ wiper အသုံးပြုလို့ပဲဖြစ်ဖြစ်တန်ရှင်းလုံးလို့ပဲဖြစ်ဖြစ် Flame ကိုအစင်းရန်ထင်းစိန်နိုင်တာမျိုးဖြစ်လာတဲ့အခါမှာကျွန်တော်တို့ဒီအန်ရယ်လည်းများသလိုကြာရှည်ခံမှုလည်းမရှိနိုင်ဘူးပေါ့ဗျာဒီကားလေးကတော့ရှေ့မှန်ကိုကျွန်တော်တို့ကတ်ပေးဖြစ်တာလေးပေါ့နော်မြင်နိုင်စွမ်းနဲ့ကြည်လင်မှုကတော့တော်တော်လေးအဆင်ပြေတဲ့ထဲမှာတော့ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကတော့ကျွန်တော် Windows Flame ကိုကတ်တဲ့ process လေးနဲ့ဘာကြောင့် key can တွေအသုံးပြုပြီးတော့ကျွန်တော်တို့တွေကအတွင်းကနေပြီးတော့မှန်ကိုကတ်ကြလဲဆိုတာလေးကိုကျွန်တော်sharing လုပ်ပေးသွားတာဖြစ်တယ်ပေါ့ဗျာဆိုတော့မသိသေးတဲ့လူတွေလည်းသိလောက်ပြီလို့ထင်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ဗျာ